ပတ်ဝန်းတူရဲ့ကေပေးပြင်ပန်အကောင့်ချိန်လေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဆော်ဝတ်ထဲကိုဝင်ပြီးတော့ဘန်ကောက်နေရာလေးကိုနှိပ်ပေးပါရှင်။ဘန်ကောက်ထည့်သွင်းရနေရာလေးကိုဆက်လက်နှိပ်ပေးပါရှင်။အကောင့်အညွှန်းနေရာမှာကျွန်တော်ကေပေးလို့ရိုက်ထည့်ပေးပါရှင်။အကောင့်ပိုင်ရှင်အမည်နေရာမှာတော့မိမိကေပေးဖောက်ထားတဲ့နာမည်လေးကိုရိုက်ထည့်ပေးပါရှင်။အကောင့်နံပါတ်နေရာမှာတော့မိမိကေပေးဖောက်ထားတဲ့နံပါတ်လေးကိုရိုက်ထည့်ပေးပါရှင်။အကောင့်အမျိုးအစားနေရာမှာကေပီလေးကိုရွေးထည့်ပေးပါရှင်။နောက်တစ်ဆက်မှာတော့ဘန်အကောင့်ထည့်သွင်းရနေရာလေးကိုနှိပ်ပေးပါရှင်။ဒီပုံစံလေးဖြစ်သွားပြီဆိုရင်ကေပီဘန်အကောင့်ချက်တာလေးအောင်မြင်သွားပါပြီရှင်။ဘိုင်ဝင်းဒူတီရဲ့ဝေပေးဖြင့်ဘန်အကောင့်ချိန်နည်းနဲ့ငွေထုံနည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဘန်အကောင့်နေရာလေးကိုနှိပ်ပေးပါရှင်။ဘန်အကောင့်ထည့်သွင်းရနေရာလေးကိုဆက်လက်နှိပ်ပေးပါရှင်။အကောင့်အညွှန်းနေရာမှာကျွန်တော်ဝေပေးလို့ရိုက်ထည့်ပေးပါရှင်။အကောင့်ပိုင်ရှင်အမည်နေရာမှာတော့မိမိဝေပေးထဲကနာမည်လေးကိုရိုက်ထည့်ပေးပါရှင်။အကောင့်နံပါတ်နေရာမှာတော့မိမိဝေပေးဖောက်ထားတဲ့ဖုန်းနံပါတ်လေးကိုရိုက်ထည့်ပေးပါရှင်။အကောင့်အမျိုးအစားနေရာမှာတော့ဝေပေးလေးကိုရွေးထည့်ပေးပါရှင်။နောက်တစ်ချက်မှာတော့ဘန်အကောင့်ထည့်သွင်းရနေရာလေးကိုနှိပ်ထည့်ပေးပါရှင်။ဒီပုံစံလေးဖြစ်သားပြီဆိုရင်ဝေဘန်အကောင့်ချက်တာလေးကအောင်မြင်သွားပါပြီရှင်။ငွေထုတ်နီးလေးကိုပြပြပေးသွားပါမယ်ရှင်ငွေထုတ်နေရာလေးကိုဝင်ပေးပါရှင်ငွေထုတ်နီးလေးနေရာမှာဝေပေးလေးကိုရွေးချယ်ပေးပါရှင်ပမာဏနေရာမှာတော့မီးထုတ်လို့တဲ့ပမာဏလေးကိုဖြည့်ပေးပါရှင်ငွေထုတ်မှုတင်သွင်းရနေရာလေးကိုနှိပ်ပေးပါရှင်အပရူလေးဖြစ်သွားပြီဆိုရင်ဝေပေးတဲ့ငွေထုတ်တာလေးကအောင်မြင်သွားပါပြီရှင်